အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ခွန်အားကြီးတဲ့စစ်သူရဲ့တယောက်ဖြစ်ပေမဲ့နူနာယောဂဆွဲကပ်နေတဲ့ဘိုးချုပ်တယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာရှုရိပြည်ဟာဘိုးချုပ်မင်းတယောက်ကြောင့်တိုက်ပွဲတိုင်းမှာအောင်မြင်ရပါတယ်နောက်ပြီးသူကခွန်အားကြီးတဲ့စစ်သူရဲ့တယောက်လည်းဖြစ်ပါတယ်ဒါပေမဲ့သူ့မှာနူနာယောဂဆွဲကပ်နေပါတယ်အဲ့ဒီသူကတော့ဘိုးချုပ်ကြီးနေမန်ပဲဖြစ်ပါတယ်ဘိုးချုပ်ကြီးနေမန်ရဲ့မိန်းမထံမှာကျွန်ခံနေရတဲ့မိန်းကလေးတယောက်လည်းရှိပါတယ်အဲ့ဒီမိန်းကလေးကိုရှုရိတပ်တွေကဣသရေလပြည်ကနေဖမ်းခဲ့ကြတာပါဘိုးချုပ်ကြီးနေမန်ဟာယွန်းစရာကောင်းတဲ့ရေပြားယောဂကြောင့်တစ်ချိန်လုံးနာကျင်နေရရှာပါတယ်အဲ့ဒီမိန်းကလေးကသူ့ကိုတကယ်ပဲကူညီပေးချင်နေပါတယ်ဒါနဲ့ဘိုးချုပ်မင်းနေမန်ရဲ့ဇနီးကိုတခင်မရဲ့ခင်ပွန်းပြန်ကောင်းသွားအောင်လုပ်ပေးနိုင်တဲ့သူကိုကျွန်မသိတယ်ဣသရေလပြည်ရှမာရိမြို့မှာထာဝရဘုရားရဲ့ပရောဖက်အေလိယရှိပါတယ်သူကတခင်ကိုကုပေးနိုင်ပါတယ်လို့ပြောလိုက်ပါတယ်နေမန်ရဲ့ဇနီးကလည်းမိန်းကလေးပြောတာကိုနေမန်ကိုပြန်ပြောပြလိုက်ပါတယ်ဒါနဲ့ဘိုးချုပ်မင်းနေမန်လည်းရှုရိရှင်ဘုရင်စီမှာအခါစားဝင်ပြီးမိန်းကလေးရဲ့စကားကိုပြန်လျှောက်လိုက်ပါတယ်ရှုရိရှင်ဘုရင်ကလည်းတွားဖို့ဘိုးချုပ်နေမန်ကိုခွင့်ပြုလိုက်ပါတယ်နောက်ပြီးဣသရေလဘုရင်စီကိုစာရေးပေးလိုက်လို့နေမန်လဲငွေအခွက်100ရွှေအခွက်60အဝတ်ဆဲစုံကိုယူသွားပြီးဣသရေလရှင်ဘုရင်စီကိုသူယူလာတဲ့စာကိုပေးလိုက်ပါတယ်စာထဲမှာရေးထားတာကငါရဲ့လူနေမန်ရဲ့ယောဂါကိုပျောက်စေဖို့ဒီစာနဲ့လွတ်လိုက်ပါတယ်ဆိုပြီးရေးထားပါတယ်အဲဒီနောက်မှာနေမန်လဲယောဂါပျောက်ချင်လို့မြင်းရထားစီပြီးအေလိရှဲရဲ့အိမ်ရှိမှာတွားရက်နေပါတယ်အေလိရှဲကသူ့ကိုအရေးပါတဲ့သူအဖြစ်ကြိုးစိုးမှာပဲလို့တွေးထားတာပါဒါပေမဲ့အေလိရှဲနဲ့ဓာတ်ရိုက်မတွေ့ရပဲသူကလူလွတ်ပြီးတော့ဂျော်ဒန်မြစ်ကိုသွားခုနှစ်ကြိမ်ရေချိုးလိုက်ပျောက်သွားလိုက်မယ်ဆိုပြီးတော့စကားပါလိုက်ပါတယ်ဘိုလ်ချုပ်နေမန်ကတော်စိတ်ပြတ်သွားပြီးဒီပရောဖက်ကသူ့ဖျားနာမည်ကိုခေါ်ငါ့ပေါ်မှာလက်တင်ပြီးကုသပေးမယ်လို့ထင်ခဲ့တာအခုတော့ဣသရေလပြည်ကဒီမြစ်ကိုသွားခိုင်းတယ်ငါတို့ပြည်မှာဒီထက်ကောင်းတဲ့အာဗနမြစ်ဖာဖာမြစ်တွေအများကြီးဘာလို့ဒီမြစ်ကိုသွားရမှာလဲဆိုပြီးတော့စိတ်ဆူးဆူးနဲ့အေလိရှဲအိမ်ကနေထွက်လာပါတယ်ဒါပေမဲ့နေမန်ရဲ့နောက်လိုက်တွေကသူ့ကိုဒီလိုဖြောင်းပြပါတယ်ယောဂမပြောက်ချင်ဘူးလားဒီပရောဖက်ပြောလိုက်တာကရေယူလေးပါဘာလို့မလုံနိုင်ရမှာလဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဒါနဲ့ဘိုလ်ချုပ်နေမန်လဲသူတို့ပြောတာကိုလက်ခံပြီးတော့ယော်ဒန်မြစ်ကိုသွားပြီးတော့ခုနှစ်ကျင်ရေချိုးလိုက်ပါတယ်ခုနှစ်ကျင်ရေထဲမှာနှစ်လိုက်ပြီးတဲ့အခါမှာတော့ဘိုလ်ချုပ်နေမန်ရဲ့အသားတွေကသူငယ်တယောက်ရဲ့အသားလိုမျိုးပြောင်းလဲသွားပြီးလုံးဝတန်ရှင်းသွားပါတယ်ဒါနဲ့ဘိုလ်ချုပ်နေမန်လဲတော်တော်လေးကျေးဇူးတင်ပြီးတော့အေလိရှေးစီပြန်သွားပါတယ်ဣသရေလပြည်ကလွှဲရင်အဘယ်ပြည်မှာမှဖျားခင်မရှိဘူးဆိုတာကျွန်တော်သိပါပြီလို့ပြောလိုက်ပြီးတော့အလူလက်ဆောင်တွေကိုပေးပေမဲ့အေလိရှဲကလက်မခံပဲငင်းပယ်လိုက်ပါတယ်ခင်ဗျာအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ